အားလုံးပဲဒီ trend လေးကိုတီးပြီးသွားကြပြီလားရှင်အခုဆိုလို့ရှိရင်ပေါ့နော်ဘန်ကောက်မှာအခုလိုမျိုးအပေါ်ကထိုင်းရိုးရွာဝတ်စုံလေးနဲ့ဂျင်းပန်းအပွားလေးတွဲဝစ်ပြီးတော့ဗီဒီယိုရိုက်နေတာကအရန်ကို hot ဖြစ်နေပါတယ်ဝတ်စုံငားတဲ့ဆိုင်တွေဆိုရင်ညနေဘက်ဆိုလို့ရှိရင်လူမနိုင်တော့တဲ့အထိကိုဖြစ်လို့ဆိုင်မှာပိတ်ထားရတယ်လို့ပြောပါတယ်ဘန်ကောက်ရောက်တော့အခုလိုမျိုး Wat Arun ဖျားနောက်ခံနဲ့အခု TikTok မှာ viral ဖြစ်နေတဲ့ traditional dress နဲ့အခုခေတ်ပေါ်ပေါင်းဘီနဲ့ပေါင်းဆက်ထားတဲ့ဒီလိုမျိုးအမြင်ကိုတစ်မျိုးထူးခြားသွားစေတဲ့ဝတ်စုံလေးကိုငါပြီးတော့ဝတ်ရှင်နေဆိုရင်တော့စလုံးနဲ့အတူတူလိုက်ခဲ့ပါရှင်ဆိုင်လေးကတော့ဒီမြဖျားဘက်ကနေသွားမယ်ဆိုလို့ရှိရင်ဒီလိုမျိုးလမ်းကြားလေးပေါ့နော် Wat Arun ဖျားကိုမြင်နေရတဲ့လမ်းကြားလေးတွေကိုဝင်သွားရမှာဖြစ်ပါတယ်ဆိုင်လိပ်စာအတိအကျကို comment မှာချပေးထားမယ်နော်ဒါကတော့စနိုးထိုင်းရွာဝတ်စုံငားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင်ဆိုင်လေးကချစ်စရာလည်းရမ်းကောင်းပါတယ်အထဲမှာဆိုလို့ရှိရင်လည်းရွှေချယ်စရာကာလာတွေအများကြီးရှိပါတယ်နောက်တစ်ခုကတော့ဒီမှာဝန်ထမ်းကမြန်မာဝန်ထမ်းရှိရမို့လို့ဒီစကားပြောတာဘာညာကလည်းစိတ်ပူစရာမလိုဘူးပေါ့နော်ကိုလိုချင်တဲ့အရောင်လည်းရှာခိုင်းလို့ရပါတယ်ပြီးတော့ကိုယ့်ရဲ့ကိုယ်မှာစမ်းပြီးတော့ဒီဝတ်လို့ရတယ်ပေါ့နော်ကိုကြိုက်မှာပဲငားလို့ရပါတယ်စနိုးကတော့ဂျင်းပေါင်းမီအနက်ဝတ်ထားတာဆိုတော့အစကတော့အနက်လေးကိုရွေးရပေါ့နော်ဒါပေမဲ့ကင်မရာထဲမှာမပေါ်မှာဆိုလို့အဝါကိုထပ်ရွေးပါတယ်ရှင်အဝါကလည်းပထမချင်းမိုင်မှာရိုက်ဖူးထားတာရှိရဆိုတော့အဝါမဟုတ်ဘဲနဲ့ဂျင်းပေါင်းမီအပြာလဲပြီးတော့အင်ချီကိုလည်းအပြာရောင်လေးထပ်ပြီးတော့ရွေးလိုက်ပါတယ်ပြီးတော့စနိုးတို့သွားတဲ့အချိန်ကနေ့လယ်ဘက်ကလေလူသိမ့်မများသေးဘူးဒီအမကြီးပြောတာကတော့ပေါ့နော်ညနေဆိုလို့ရှိရင်လူတွေအများများလုံးဆိုင်မှာပိတ်ထားရလို့ပြောပါတယ်စနိုးသွားတဲ့အချိန်ကလူနေရဖြစ်တဲ့ကြောင့်မလို့အေးစိတ်စိတ်ကြိုက်တစ်ထည်ပြီးချင်ရွေးလို့ရတယ်ပြီးတော့ဝတ်စုံငါးကအပေါ်အောက်ကောအပြည့်အစုံဆိုလို့ရှိရင်တော့ဘတ်900ပေါ့နော် accessory ပါပါတယ်စနိုးတို့ကကြတော့ဒီအပေါ်ပိုင်းပဲယူတယ်အောက်ပိုင်းကကြတော့ကိုယ်အရန်နဲ့တည်သွားတယ်ကိုကျမမီပဲကိုဝတ်တယ်ပေါ့နော်အနောက်ကဒီကောင်းမလေးလိုမျိုးအပေါ်အောက်ကောဝတ်မယ်ဆိုလို့ရှိရင်တော့ဘတ်900စနိုးလိုမျိုးအပေါ်ပဲယူမယ်အောက်ကကိုပေါင်းမင်းနဲ့ကိုဆိုလို့ရှိရင်တော့ဘတ်300ဖြစ်ပါတယ် accessory လေးတွေငကတ်တို့ဒီဆွဲကြိုတို့ခပ်ပတ်တို့ဆက်လွယ်လေးပါတယ်ပေါ့နော်အဲ့ဒါအပြင်ကိုက make up စပင်တွေမလုပ်တတ်ဘူး make up မလိမ့်တတ်ဘူးဆိုလို့ရှိရင်လည်းတို့မှာ make up လိမ့်နဲ့ service ယူလို့ရပါတယ် make up လိမ့်ပြီးတယ်စပင်လည်းပြင်ပြီးတယ်ပေါ့နော်စပင်မှာတက်တဲ့ accessory လေးတွေအစားတို့ပေးပါတယ်ပြီးတော့ဒီဝတ်ဆောင်ကအချိန်ပိုင်းမဟုတ်ဘူးပေါ့နော်တနေ့ကုန်လုံးကိုဝတ်ချင်လဲဝတ်ထားလို့ရပါတယ်တနာရီကိုဘယ်လောက်နှုံးဆိုပြီးမတတ်မှတ်ထားဘူးပေါ့နော်ဒီဘတ်300ကတော့တနေ့ကုန်ဝတ်ထားလဲရတယ်ကိုပြီးမှပဲပြင်အပ်လို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာကိုတက်ပုံဆရာနဲ့ကိုလာလို့ရတယ်လို့မျိုးတက်ပုံဆရာတွေပိုင်းမရှိဘူးဆိုလို့ရှိရင်လည်းဒီမှာငှားလို့ရပါတယ်ခုနဝတ်စုံငှားရဲ့ဆိုင်မှာပဲသူတို့ကိုတက်ပုံဆရာငှားခြင်းနဲ့ဆိုပြီးတော့ပြောလိုက်လို့ရှိရင်သူတို့ချိတ်ပေးရပေါ့နော်I feel so beautiful. Oh boy, it's wonderful. Come now closer to me. My lips so sweet like mango. Boy, it takes two to tango. Come now closer, you see. I wanna show you my world, so you can show me yours. I even let you meet my mother, so I can never let you go. I know this love can make you can make you go a little insane. But love will make you sad. Bangkok City, your love is too good to destroy, bringing me so much joy. Yeah, love will make you sad. Bangkok City. Say yeah, yeah, yeah. Say yeah, yeah, yeah. Say yeah, yeah. Bangkok City. When you end up in Thailand, and for yourself in my hand, I will shine you like a diamond, and all we do is smiling. When you end up in Thailand, and for yourself in my hand,